ဘာတောင်းလဲရောက်တော့မွေတော့မတော့မြောက်ဝတွေ့တယ်ကျွန်တော်တို့ဖွဲ့ရေတုံကနေပြန်လာပြီးတော့နောက်တစ်နေ့ရောက်ဆက်သွားတယ်ပေါ့နော်အဲ့ဒါတော့မွေတောင်ပဲသွားနေရဖြစ်ပါတယ်ဟိုဒါဘာတောင်းလဲဘာတောင်းလဲရောက်တော့မွေတော့မတော့မြောက်ဝတွေ့တယ်ဒီတွဲကဘယ်နားရောက်အစားနဲ့မပြတ်ပါဘူးစားမစားသူတို့လည်းအဲ့ဒါစီးချင်နောက်ဗီဒီယိုဆုံးကြည့်ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ဗျနောက်ဗီဒီယိုတွေမှာလည်းပြန်ဆုံတွေ့ကြမယ်နော်အားလုံး bye bye